မင်းကလေးဟာလူကြီးတွေရဲ့စီစဉ်မှုကြောင့်သူမမချစ်တဲ့သူနဲ့လက်ထပ်လိုက်ရပါတယ်အခုတော့သူမဟာသူခင်မွန်းရှိတဲ့စစ်တပ်ထဲကိုလိုက်သွားပါတယ်ဒီလောက်ညှင်းနေပြီးဘသူကိုလာရှာတာလဲကင်းထဲကစစ်သားလေးရဲ့အမေကိုမင်းကလေးကနှာခေါင်းလေးရှုံရင်းတုံရင်နဲ့ပြန်ဖြေလိုက်တယ်အလင်းစလိုထွက်လာခဲ့ရတာမို့အနှွေးထည့်ယူဖို့မေ့ကြံခဲ့တာကြောင့်အေးစိမ့်လာတဲ့စောင်းဦးလေးဒီအောက်မှာသူမရဲ့တီရှပ်ပါလေးကအကာအကွယ်မပေးနိုင်ရှာဘူးကျမကကြမ်းကြောက်ကိုလာရှာတာပါ။တရင်မှုကြမ်းကြောက်ကိုပြောတာလား။နေပါဦး။မင်းကသူ့ကိုဘာတော်တာလဲကျမကသူ့ဇနီးပါအဲ့ဒီအချိန်မှာတရင်ရုံကန်းထဲမှာတော့တရင်မှုကြမ်းကြောက်ပါဝင်အရာရှိ9ယောက်10ယောက်လောက်ဟာတင်တဲ့အစီအစဉ်တွေအတွက်ဆွေးနွေးနေကြတယ်။တကယ်တော့အထက်လူကြီးရဲ့မြေးလေးမွေးနေ့ညစာစားပွဲပြီးလူစုံတော့အလုပ်ကိစ္စကိုပါတခါတည်းညှိနှိုင်းနေကြတာပါ။ကြမ်းကြောက်ကတော့ရင်နွေးချမ်းကိုတည်ငြိမ်စွာငှက်နေတယ်။တနက်ပြလုံးလို့သူ့ရဲ့လက်ညှိုးမှာအသားမာတွေတက်နေပေမဲ့ရင်နွေးချမ်းဖြော်တဲ့အခါမှာတော့သူ့ရဲ့လှုပ်ရှားမှုတွေကနူးညံ့ပြီးကျွမ်းကျင်လွန်းလာပါတယ်။အဲ့ဒီအချိန်မှာပဲတကားခောက်တန်တဲ့အတူကင်းစစ်သားလေးဝင်လာတဲ့တရင်မှုအပြင်မှာအမျိုးသမီးတယောက်ရောက်နေပါတယ်စစ်သားလေးရဲ့အတန်ကဟိန်းထွက်နေတာပဲသူကတရင်မှုကြမ်းကြောက်ရဲ့ဇနီးပါတယ်ခင်ဗျာအခုအဲ့ကေဟာမှာစောင့်နေပါတယ်ဒီစကားကိုကြားလိုက်ရတဲ့ခဏမှာကြမ်းကြောက်ရဲ့လက်ထဲကရင်နွေးဦးလေးတုန်ခါသွားပြီးရင်နွေးအချို့စပွဲပေါ်ဖိတ်ဆင်သွားတယ်ရုံးခန်းထဲကလူအားလုံးရဲ့အကြည့်တွေကကြမ်းကြောက်စီကိုစုပြုံရောက်ရှိသွားတာပေါ့သူကတော့ခဏတာမင်းတက်သွားပြီးမှတတိပြောင်ဝင်လာကအဝိဆနဲ့အသားအရာတုတ်လိုက်ရင်မှားနေတာဖြစ်ပါလိမ့်မယ်နာမည်တူတခြားတယောက်ကိုလာရှာတာလားတေချာပြန်မေးလိုက်ပါလို့တီတီငိမ့်ငိမ့်ပဲပြောလိုက်တယ်ဒါပေမဲ့စစ်သားလေးကတော့မလျှော့ဘူးမမားပါဘူးတရင်မှုအဲ့ဒီအမျိုးသမီးနာမည်ကလင်းရှန်နဲ့သူကတရင်မှုကြမ်းကြောက်ရဲ့ဇနီးပါလို့အတိအကျပြောပါတယ်ကြမ်းကြောက်နှုတ်ဆက်သွားတယ်ဘေးနာကတက်မမှုကြီးကကြမ်းကြောက်မျက်မှောင်ကျုံနေတာကိုမြင်တော့အပြစ်တင်တယ်လို့နဲ့ဝင်ပြောလိုက်တယ်မင်းကတော့လေမိမဖြစ်သူကဒီအထိလာရှာတာကိုဝမ်းတာရမယ့်အစားမျက်နှာကြီးကတေးလူလိုဖြစ်နေတာပဲကဲဒီနေ့တော့ဒီလောက်ပဲအားလုံးနားကြတော့ကြမ်းကြောက်မင်းငါနဲ့လိုက်ခဲ့အဲ့ကေဟာမှာတော့လင်းရှန်ဟာခုံလေးပေါ်မှာကျုံကျုံလေးထိုင်ပြီးရင်နွေးချမ်းကိုတငုံချင်းတောက်နေမိတယ်လူတွေဝင်လာတာကိုမြင်တော့သူမချက်ချင်းထွက်လိုက်ပြီးကြမ်းကြောက်ကိုကြောက်ကြောက်လန့်လန့်လေးကြည့်လိုက်မိတာပေါ့ကြမ်းကြောက်ကတော့သူမရဲ့တီရှပ်ပပလေးကိုမြင်တာနဲ့မျက်မှောင်ကျုံသွားပြီးဒီလောက်အေးတာကိုဒါပဲဝစ်လာတာလားလို့ငေါ့တယ်လို့ပြောလိုက်တယ်ဘေးကတက်မမှုကြီးကတော့တအန်တအောနဲ့ဟင်းဒီလောက်လာတဲ့ဇနီးကိုမှမင်းကကွာရှင်းကျင်နေတာလားကြမ်းကြောက်ရလို့စိတ်ထဲကတွေးနေမိတယ်တကယ်တော့လင်းရှန်ကဒီစစ်စခန်းရဲ့ဝင်းကျင်နဲ့ရှင်းလိုက်ရင်အရန်ကိုနုနယ်လှပလုံးနေတာပါသမီးကကြမ်းကြောက်ရဲ့ဇနီးပေါ့လေအဖိုးကသူ့အထက်လူကြီးပါဘာလို့ဒီလောက်ညှင်းနှံ့မှရောက်လာတာလဲကျူပြောရင်သူလာကျူမှာပေါ့လို့တက်မမှုကြီးကသဘောကောင်းစွာနှုတ်ဆက်ရှာတယ်လင်းရှန်ကရင်ရင်ကြီးကြီးပဲဥညွတ်နှုတ်ဆက်လိုက်တယ်သူမရဲ့အပြုတ်မူလေးကနူးညံ့လုံးတာကြောင့်တက်မမှုကြီးကပိုပြီးသဘောကျသွားတယ်ဒါပေမဲ့ကြမ်းကြောက်ကတော့မင်းဘာလို့ရောက်လာတာလဲလို့ပဲခက်ပြက်ပြက်မေးလိုက်ပြန်တယ်ကြမ်းကြောက်မင်းမိမကခီးဝေးကြီးကလာတာကိုအဲ့လိုပဲမေးရသလားလင်းငင်းခံယုံတက်တက်ဒီအထိလာပါမလားလို့တက်မမှုကြီးကကြမ်းကြောက်ကိုခေါင်းပိတ်ရိုက်ပြီးစူပူလိုက်တော့မှသူငြိမ်သွားတော့တယ်ကဲညလည်းနှက်ပြီးအဲ့ကေဟာမှမထားနဲ့တော့မင်းရဲ့တက်ချက်အိမ်ယာကိုခေါ်သွားပြီးအနားယူခိုင်းလိုက်ဦးစကားတွေကိုတော့မနှက်မှပြောကြတာပေါ့ကြမ်းကြောက်ကလင်းရှန်ရဲ့လက်ဆွဲအိတ်ကိုဆွဲပြီးရှေ့ကနေထွက်သွားတယ်လင်းရှန်ကတော့နောက်ကနေတိတ်တဆိတ်လိုက်သွားရင်သူ့ရဲ့ကြောပြင်ကြီးကိုကြည့်နေမိတာပေါ့မြင်မာတဲ့အရက်အမောင်းကျပြန့်တဲ့ပခုံးတွေနဲ့တန်မာတဲ့သူ့ရဲ့ဟန်ပန်ကိုမြင်တော့သူမရဲ့ပထမဆုံးမင်္ဂလာဦးညကိုတတိယသွားပြီးမျက်နှာလေးမြင်းမြန်းသွားရတယ်လမ်းရောက်တော့ကြမ်းကြောက်ကအေးဆက်ဆက်အတန်နဲ့ထပ်မိတယ်ဘာလို့လာတာလဲလင်းရှန်ကအာတင်းပြီးပြန်ဖြေလိုက်တယ်ဒီမာရှင်နဲ့အတူလာနေဖို့တရင်ထဲမှာအခြေချဖို့လာတာပါကျန်းကြောက်ရုတ်တရက်ရက်လိုက်တာကြောင့်လင်းရှန်ကသူ့ကြောပြင်ကြီးကိုဝင်တိုက်မိသွားတယ်သူကမယုံကြည်နိုင်တဲ့အကြည့်တွေနဲ့ငုံကြည့်ရင်ဘာပြောတယ်ဒီမှာလာနေမယ်ဟုတ်လားအပိုတွေရှောက်မလုံးနဲ့ဒီမှာ2ရက်3ရက်လောက်နေပြီးရင်ရွာကိုပြန်တော့လို့ပြက်ပြက်တသားပြောလိုက်ပါတော့တယ်ရှန်ရှန်ကခေါင်းလေးငုံအင်ဂျီစလေးကိုလက်နဲ့ပို့ရင်ဘာစကားမှပြန်မပြောဘဲတိတ်ဆိတ်နေမိတယ်ကျန်းကြောက်ကခဏလောက်စဉ်းစားပြီးနောက်သူတို့2ယောက်ကြားကကိစ္စတွေကိုအပြတ်သက်ရှင်းလင်းထားဖို့ဆုံးဖြတ်လိုက်ပုံရတယ်မင်းရဲ့ရင်ထဲမှာတခြားတစ်ယောက်ရှိနေတယ်ဆိုတာငါရင်ကမသိခဲ့ဘူးကျန်းကြောက်ကမင်္ဂလာဦးညကိုပြန်တရိယာသွားပြီးမျက်နှာလေးအနှဲငယ်နီးမြန်းသွားပေမဲ့စကားကိုဆက်ပြောတယ်ဒါပေမဲ့အချစ်မပါတဲ့အိမ်တော်ရေးဆိုတာအတင်းအကျပ်လုပ်ယူလို့မရပါဘူးငါကွာရှင်းစာချုပ်ထပ်တင်ပေးမယ်ဘလို့ပဲဖြစ်ဖြစ်ကွာရှင်းပြီးရင်မင်းဘက်ကနင့်နာမှာမို့လို့ဒီနှစ်တွေထဲမှာငါစုဆောင်းထားတဲ့ပတ်စံနဲ့ရိတ်ခါကတ်တွေအားလုံးကိုမင်းကိုရော်ကြီးအဖြစ်ပေးပါမယ်တခြားငွေကြေးလိုအပ်တာရှိရင်လည်းပြောပါငါတက်နိုင်တဲ့လောက်ဖြည့်ဆည်းပေးမယ်ရှန်ရှန်ကသူ့ကိုမယုံကြည်နိုင်တဲ့အကြည့်တွေနဲ့မော်ကြည့်လိုက်တယ်ကျန်းကြောက်နဲ့သာကွာရှင်းလိုက်ရင်သူမဘယ်ကိုသွားရမလဲဘိုက်ထဲကကြီးထွားလာမဲ့ကလေးလေးကဘာဖြစ်သွားမလဲကျန်းကြောက်ကတော့အေးတန်ကြောင့်နေရဲနေတဲ့သူမရဲ့နှာခေါင်းလေးနဲ့မျက်ရည်ဝိုင်းနေတဲ့မျက်လုံးလေးတွေကိုကြည့်ပြီးစိတ်ထဲမှာတမျိုးကြီးခံစားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲရှန်ရှန်ကမတော်တဆနှာချီလိုက်တာကြောင့်ကျန်းကြောက်မျက်မှောင်ကျုပ်သွားပြီးသူ့ရဲ့စစ်ဝတ်စုံအပေါ်အင်ဂျီကိုချွတ်ကသူမရဲ့ပခုံးပေါ်ခြုံပေးလိုက်တယ်ဒီလောက်အေးတာကိုတီရှပ်တစ်ထည်နဲ့လာရသလားမင်းပါတွေတွေးနေတာလဲကျန်းကြောက်ကသူမကိုအိမ်ထဲခေါ်လာခဲ့တယ်ခြံဝင်းတကားကိုဖွင့်လိုက်တော့အထဲမှာမှောင်မဲနေတာပဲအိတ်ခမ်းကျေကြီးထဲမှာလဲစပွဲတစ်လုံးနဲ့ထိုင်ကုန်အနေငယ်ကလွယ်ရင်ဘာမှမရှိဘူးကျန်းကြောက်ကအိတ်ခမ်းကိုတန်ရှင်းရေးလုပ်ရင်နွေးတီကျန်းတိုက်နဲ့အလုရှုံနေတာကိုရှန်ရှန်ကအာနာနာနဲ့ရက်ကြည့်နေမိတယ်သူမကူညီခြင်းပေမဲ့တကူလုံးကညောင်းညကြိုက်ခဲနေတာကြောင့်ထိုင်ကုန်ပေါ်မှာပဲထိုင်ဆောင်နေလိုက်ရတယ်အလုပ်တွေပြီးသွားတော့ကျန်းကြောက်ကရှန်ရှန်ကိုတစ်ချက်ကြည့်လိုက်တယ်ထိုင်ကုန်ပေါ်မှာငြိမ်ငြိမ်လေးထိုင်နေတဲ့သူမပုံစံကနတ်သမီးလေးတစ်ပါးဆင်းသက်လာတယ်လို့ပဲကျန်းကြောက်စိတ်ထဲကနေခက်ရွရွလေးကြိတ်တွေးလိုက်မိတာကစစ်စခန်းမှာလာနေမယ်ဆိုတာဒါလားကြည့်ရတာတော့အလုပ်ကျွေးပြရမယ်တခင်မလေးတယောက်ကိုအိမ်ခေါ်လာမိတယ်လို့ပဲပေါ့ညစ်နေနေပြီးအိတ်တော့စကားတွေကိုတော့မနှက်မှပြောမယ်လို့ပြောပြီးရေချိုးကမ်းဘက်ကိုညွှန်ပြတယ်ဟိုမှာရေနွေးရှိတယ်အိတ်ခမ်းထဲမှာလည်းစောင်းတစ်ခင်းထားပေးတယ်သွားနာတော့ငါသွားတော့မယ်လို့ပြောပြီးသူကထွက်သွားဖို့ပြင်တယ်အဲ့ဒီမှာတင်ရှန်ရှန်ကသူ့ရဲ့လက်ကောက်ဝတ်ကိုလှမ်းဖမ်းလိုက်မိတယ်ရှင်ဒီမှာမအိတ်ဘူးလားအင်ကြီးကအကျယ်ကြီးဆိုတော့တယောက်တည်းနေရမှာနည်းနည်းကြောက်လို့ပါကျန်းကြောက်ရဲ့တမားတဲ့လက်ကောက်ဝတ်ပေါ်မှာနူးညံ့လုံးနဲ့လက်ကလေးတစ်စုံလာထိတွေ့လိုက်တဲ့အခါသူမိလောင်လို့ခံစားလိုက်ရတယ်တကယ်တော့သူကအသက်25နှစ်အရွယ်သွေးကြွားတဲ့လူပြိုတိုးရွယ်လေဒါပေမဲ့မင်္ဂလာဦးညတော့ကသူမဘက်ကဘလောက်တောင်မြင့်ဆန်ခဲ့တယ်ဆိုတာတတိယသွားပြီးလက်ကိုအသားရပြန်ယုံလိုက်တယ်ငါကဒီမှာမနေတော့ပဲစစ်တမ်းရမှာပဲနေလေးရှိတယ်ပြီးတော့အခုငါတို့ဆက်ဆံရေးကအတူနေဖို့အခြေအနေမရှိဘူးလေငါတို့ကကွာရှင်းကြမဲ့သူတွေပဲဟာရှန်ရှန်ရဲ့ရင်ထဲမှာငဲချစ်ဦးရှိနေမှန်းတိကလေးကကျန်းကြောက်ကအဲ့ဒီလူအကြောင်းစုံစမ်းခဲ့ပြီးသားပါ
သူမရဲ့ရင်ထဲမှာတခြားတစ်ယောက်ရှိနေတာကိုတွေးမိတိုင်းသူမနာလိုစိတ်ကြောင့်ယူမတက်ဖြစ်ခဲ့ရတယ်။ရှန်ရှန်ဟာသူတာကြားတဲ့ကပါမလာခဲ့ရင်အဲ့ဒီငယ်ချစ်ဦးနဲ့လက်ထပ်ဖြစ်သွားမှအသေးချပဲလေ။ကျန်းကြောက်ထွက်သွားတဲ့အခါသူ့မျက်နှာကတကယ်ကိုမှောင်မှောင်မိုင်းမိုင်းကြီးဖြစ်နေတယ်။သူကဘာကြောင့်စိတ်ဆိုးနေတာလဲဆိုတာရှန်ရှန်မဝေခွဲနိုင်တော့ဘူး။တကူလုံးညောင်းညနေတာကြောင့်သူမအိတ်ခမ်းထဲကိုဝင်ပြီးနောက်တစ်နေ့မနက်ထိအိမ်မောကျသွားတော့တယ်။နိုးလာတဲ့အခါအဲခန်းစပွဲပေါ်မှာအလူမီနီယံထမင်းကြိုင်လေးတစ်လုံးတင်ထားတာတွေ့ရတယ်။စမ်းကြည့်လိုက်တော့နွေးနေလုံးပဲ။အထဲမှာတော့စံပြုတ်တစ်ခွက်အချင်းစိန်ဟင်းသီးဟင်းရွက်တွေနဲ့အသားပါတဲ့ပေါက်စီအီကြီးသုံးလုံးရှိနေတယ်။ရှန်ရှန်မှာသွားရည်တောင်ကျလာမိတယ်။ရွာမှာတော့ကဆိုရင်ဒီလိုကြုံမုတ်ဖြူဖြူနဲ့လှုပ်ထားတဲ့ပေါက်စီမျိုးကရှားမရှားလေးရှိရင်တောင်သူမစားရဖို့ဆိုတာမလွယ်ဘူး။ရှန်ရှန်ကမျက်နှာတစ်ပြီးတာနဲ့စပွဲမှာအမြန်ထိုင်ကပေါက်စီအီလေးကိုတစ်လုံးမြင်းရီရှက်ရီကိုက်စားလိုက်ပါတော့တယ်။